ဒီနေ့ကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်ကောင်းမြတ်လို့ခေါ်တယ်နော်ဒီနေ့မနှက်ဖြန်အောင်ထိန်ရက်လို့ခေါ်မယ်ပြီးလို့ရှိရင်တပတ်ခါဟောက်ရက်တပတ်ခါပြီးလို့ရှိရင်ဖိန်းလွက်ခါဆိုရင်တိုင်ဟောက်ရက်နော်ဖိန်းလွက်ကဥပမာမနေ့ကဆိုလို့ရှိရင်ခမ်ရက်လို့ခေါ်မယ်နော်ပြီးလို့ရှိရင်မနေ့ညကဆိုရင်ခမ်မန်ကိုခေါ်မယ်နော်ပြီးရင်မနေ့တနေ့ကဆိုရင်ချင်ရက်နော်ပြီးလို့ရှိရင်လွန်ခဲ့တဲ့လွန်ခဲ့တဲ့တရက်နှစ်ရက်ကဆိုတဲ့ဟာတွေကြတော့ဘောနော်ဘယ်လိုပြောမလဲဆိုလို့ရှိရင်တိုင်ချင်ရက်ပြောမှဆိုရင်လွန်ခဲ့တဲ့3ရက်လောက်က2ရက်လောက်ကဟာမျိုးတွေပြောနော်တိုင်ချင်ရက်ဥပမာဒီရက်အတော်တွင်းဆိုရင်ဘယ်လိုပြောမလဲလိကေရက်တေချာပီပီတတ်ပြောမနော်လိကေရက်ဒီရက်အတော်တွင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နော်